မြမလက်ဝိသမားတွေနေဝင်ချိန်မြမယူဟာလက်ဝိသမားတွေရဲ့ဘဝကကြမ်းတမ်းပါတယ်။မောင်မြင်ငင်ဒဏ်အကြောင်းဘဝပြတ်ရတဲ့သူတွေလည်းရှိခဲ့ပါတယ်။မဖြစ်စလောက်ငွေကြေးလေးနဲ့ထိုးနေရတဲ့သူတွေလည်းရှိပါတယ်။ဒိုနိုမင်းနဲ့သွေးသေးဝင်လိုက်တို့သိန်းရာချီရနေချိန်မှာလူကုန်တန်းတွေရဲ့ဘီယာတဝိုင်းစာတော်မရှိတဲ့ငွေလေးနဲ့ထိုးနေရသူတွေအများကြီးရှိနေတာပါ။ပြည်တွင်းမှာကြက်တဲတော်မြမယူဟာလက်ဝိသမားတွေရဲ့အမြင့်ဆုံးရီမန်းချက်ကဝမ်းမှာထိုးခွင့်ရဖို့ဖြစ်လာခဲ့ပါတယ်။တချို့ဖိုက်တာတွေကထိုင်းနဲ့ကမ်ဘောဒီးယားရဲ့မထေမရှားပွဲတွေမှာထိုးရင်းနဲ့ကြားကန်နေကြတယ်ဘဝအာမခံချက်ရှိတယ်ဆိုုံလေးရှင်သန်နေကြတဲ့ဘဝတွေပါဝမ်းရဲ့ထိုးခြင်းနဲ့စူကြီးတွေဟာမြမရိုးရလက်ဝိသမားတွေအတွက်တော့ရွှေတောင်ကြီးပါပဲ One Friday Fight ရှင်မြိုင်ခွင့်ရဖို့ကရိုးရလက်ဝိသမားတွေအတွက်ခန်းနာအိမ်မက်တွေပါအဲ့ဒီခန်းနာအိမ်မက်စီနီလန်းပေါင်းစုံသုံးရင်းနဲ့မြမဖိုက်တာတွေတွားနေကြပါတယ်အရင်တော့ကဝေတန်းချန်ပီယံဖြစ်နေပရိသတ်အချစ်တော်ဖြေးကဦးစားပေးဖြစ်ပေမဲ့အခုဝမ်းမှာထိုးခွင့်ရဖို့ကမဟာကန်ထူးမှုကြီးလိုဖြစ်နေပါပြီစောပိုင်းမှာမြန်မာဖိုက်တာတွေရလက်ကောင်းလို့မျောလင်းချက်တွေပို့ပြီးတော့ကြီးမားလာခဲ့ကြတယ်။တမ်မနီဆိုလင်းရဲ့3ပွဲဆက်အလဲထိုးနိုင်တန်းစီရဲ့2ပွဲဆက်အလဲထိုးနိုင်မိုးထောင်အဲမီတို့ရဲ့ပွဲဥထွက်အလဲထိုးနိုင်ပွဲတွေကဂုံစရာကောင်းခဲ့ကြပါတယ်။ဝမ်ကလည်းမြန်မာဖိုက်တာဈေးကွက်ကိုပြန်ပြီးတော့သဘောကျလာခဲ့တာမျိုးရှိပါတယ်။အောက်လိုင်းဆန်တဲ့တုန်းကလည်းဝမ်ဟာမြန်မာပြည်သက်အင်အားကြောင့်အကျိုးဖြစ်ထွန်းခဲ့တယ်မဟုတ်ပါလား။အောင်ပွဲကမြန်မာဖိုက်တာတွေကိုတူယူအားကြပြီးတော့ဝမ်မှာထပ်ထိုးခွင့်ရအောင်မြန်မာဖိုက်တာအသစ်တွေရီမှန်းလာကြပါတယ်။ဒါပေမဲ့တချို့ကဝမ်စာမပြေသေးဘူးတခြားတစ်ဖက်မှာလည်းဆိုလီယုံသွေးသိဝင်လိုက်တို့လိုမြန်မာလက်ဝဲတွေရဲ့ခေါင်းတွေရောတန်းစင်သွေးလင်းထက်ထိုးမင်းအောင်အဲမွေတို့လိုကျဲဝင်းနေပါရှုံးပွဲတွေတွေ့လာခဲ့ပါတော့တယ်မြန်မာဖိုက်တာတွေရဲ့အရှိန်အဝါအတုံးယုံပြိုလဲသွားခဲ့ရတယ်အဲ့ဒီလိုဘာလို့ဖြစ်လဲအကြောင်းရင်းကရှင်းရှင်းလေးပါပဲအစစ်မမီလို့ပါနီးစနစ်လေးချင်းပုံတွေကွာခြားနေလို့ပါနီးပြတွေရဲ့အတွေးမြင်တွေခြားနားနေလို့ပါမြန်မာဖိုက်တာတွေရဲ့ mindset မပြောင်းလဲလို့ပါပြည်တွင်းစစ်နဲ့ပျက်စီးနေတဲ့နိုင်ငံမှာလက်ဝဲလောကပြိုလဲနေတာတိတ်ပြီးတော့လည်းမထူးဆန်းပါဘူးဒါမဲ့ပင်ကိုပါရမီရှိပြီးသားမြန်မာဖိုက်တာတွေကိုကြောက်ထဲမကြစေချင်လက်လန်းမိလောက်ဖွဲ့စည်းကောင်းတွေဆရာကောင်းတွေနဲ့ချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့အရေးသွေးကို upgrade လုပ်စေခြင်းပါလေအများတန်းဘလူးဆိုင်တီးနေလို့မရသလိုအများတန်းလဲသွေးကြောင်နေလို့တော့မရပါဘူးစားတောက်နေထိုင်မှုကလည်းသိဗ္ဗံနီးကြဖြစ်ဖို့တကယ်ကိုလိုအပ်ပါတယ်One Championship ကိုတောက်ရှင်များနေတဲ့မြန်မာယူရကစားမတွေထဲမှာအမြင့်ဆုံးအောင်မြင်မှုကိုဘယ်သူယူဆောင်ပေးမလဲဆိုရင်မေးခွန်းအတွက်တီးကြတဲ့အဖြေရဲလို့မရှိပါဘူးဆိုလင်းကိုကြီးကျယ်မျောလင်းခဲ့မယ်ရွယ်လွန်နေပါပြီမာကုန်မရှိတော့ဘူးနီးစနေလည်းမကောင်းဒီလိုလည်းပဲဆိုလင်းကိုချန်ပီယံဖြစ်နေမေ့ထားလိုက်လို့ရပါတယ်အမျိုးသမီးဖိုက်တာဘရိုနီကာထိုင်းဖိုက်ချန်ပီယံဖြစ်ဝမ်ကိုရောက်လာချိန်မှာချန်ပီယံလောင်းဖြစ်နေမြန်မာပရိသတ်တွေမျှော်ကြပြန်ပါတယ်ဒါပေမဲ့ဘရိုနီကာလည်းပေါ်ပူလာဖြစ်လို့စိတ်သိပ်များလုံးပါတယ်အပျော်ကိစ္စတွေလည်းသိပ်ကိုများလုံးနေတာပါပြီးတော့သူ့ရဲ့လက်ဆွမ်းကပက်ချီချာရိုဒီဂွက်စ်တို့နဲ့ပွဲတယ်ပြီးမရှုမလရှုံးမဲ့အနေထားမျိုးပါသွေးလင်းထက်နဲ့ဆွန်ရက်ကလည်းထိတ်ဆုံးဆင့်စီရောက်မလာပဲတဝဲလဲလဲဖြစ်နေကြပါတယ်မြန်မာဖိုက်တာတွေအတွက်မျှော်လင့်ခြင်းစရာလည်းမရှိတော့ပါဘူးအွန်လိုင်းချန်ပီယံဝမ်ပြိုင်ပွဲမှာအောင်မြင်ဆုံးမြန်မာနိုင်ငံကိုစားပြုဖိုက်တာဖြစ်ဆိုလင်းကိုတတ်မှတ်ခဲ့ကြပါတယ်ဆိုလင်းကဝမ်မှာပထမဆုံး3ပွဲဆက်အနိုင်ရပြီးချက်ထရီစီကနေစာချုပ်ရလို့အဲ့လိုမျိုးယူဆခဲ့ကြတာပါဒီတော့ဆိုလင်းကိုအထင်ကြီးကြတာတော့မထူးဆန်းပါဘူးဒါပေမဲ့ပရိသတ်တွေမေးကြအောင်ဆောင်ထားတာကအွန်လိုင်းဆန်ကစားရတဲ့ပြိုင်ပွဲပြိုင်မဲ့အဆင့်တန်းနဲ့ဆိုလင်းရင်ဆိုင်တဲ့ပြိုင်ပွဲပြိုင်မဲ့အဆင့်တန်းတွေကကွာခြားလာပါတယ်ရေကန်မြေကန်စားတော့နေထိုင်လေ့ကျင့်မှုတွေကလည်းမတူညီပါဘူးဘယ်လိုပဲဖြစ်ဖြစ်ကိုမြန်မာနိုင်ငံကိုစားပြုဖိုက်တာတယောက်နိုင်ငံတကာစင်မြင့်ထက်ရောက်ရင်အားပေးကြတာတော့ချစ်စရာဆင်လာပါပဲဆိုလင်းကိုလည်းမျောလင်းချက်ကြီးစွာနဲ့အားပေးခဲ့ကြတယ်မြန်မာရိုးရလက်ဝဲရဲ့ပထမတန်းစားကစားမကိုနိုင်ငံတကာအဆင့်မှာအောင်မြင်စေခြင်းကြပါတယ်အခုနောက်ဆုံးမှာတော့ FedEx ကိုရောက်နေတဲ့ကျော်စွာဝင်းတယောက်ပဲမျောလင်းခြင်းစရာခက်ကောင်းကောင်းရလို့ရှိနေတာပါဒါကြောင့်မလို့ရိုးရာကစားသမားတွေရဲ့နေဝင်ချိန်မရောက်ခင်မှာဘသူတွေပြန်လဲပြီးတော့ထွန်းတောက်လာစားပြုံးမလဲပြည်သက်တွေအားလုံးကတော့စောင့်မျှော်ကြည့်နေအားပေးနေကြဆဲပဲဖြစ်ပါတယ်